ရှိရှိဝမ်းပေါ်ကွယ်ဘာမတိညာမတိတိုင်းပြည်မှာဘီမကြီးတစ်ပါးရှိတဲ့အဲ့ဒီဘီမိုင်းမှာပဲဘယ်လေယုံနဲ့ညာနေရောရှိတဲ့ဘယ်လေယုံနဲ့ညာလေယုံရောက်ခလိုက်သူ့ရဲ့လင်းစုလည်းပြောလို့မှာပါဘူးတနေ့မှာပဲတော့ဥစားတဲ့ရောက်သွားပြီးဒုံတီအိုတမလေးကိုတွေ့ခဲ့ပါတယ်အဲ့ဒီမှာပဲလင်းမြောက်ကဖောက်ပြန်ပြီးတော့အိုတလေးနဲ့သွားပြီးစမကလာသွားချွေးနေကြပါတယ်ထို့ချင်းမှာပဲဘီမကြီးကလင်းနှစ်ယောက်ကိုတိုင်ပင်ဆွေးနေအစည်းအဝေးပဲလေးလုပ်နေတဲ့အချိန်မှာဦးရကချုံမရနဲ့ခိုးနာထောင်ပြီးအဲ့ဒီကျွေးလိုက်ပါတယ်အစည်းအဝေးကိုခိုးနာထောင်ရလင်းမရှိတဲ့အိုရမလေးနဲ့အတူကျုံတီဘီမာကြီးတို့ဟာအစည်းအဝေးထပ်ပြီးဆုံးဖြတ်ကြပါတယ်အဲ့ဒီမှာနေလူဝယ်များချင်းမချတာပေါ့ကွယ်နောက်ဆုံးမှာတော့လင်းမရှိတဲ့အိုရကလေးရတော့လင်းမရှိရင်ဆန်လာလေးရပြီးဆုံးပါပါတယ်